Hello မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်Aptar Audio Spectrum FL အသုံးပြုမှာခုလိုဗီဒီယိုလေးဘယ်လိုဖန်တီးရဲဆိုတဲ့အကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ပထမဆုံးအနေနဲ့ Aptar Effect အရင်ဖွင့်လိုက်မယ်နော်။ Okay ဒီလိုရှိပြီဆိုရင် New Compose ဆိုတော့နာမည်ကိုကြိုက်တာပေးလိုက်နော်ကျွန်တော်တို့ tip ပေါ်မှာလို့ဆို tip visualizer လို့ရေးလိုက်နော် visualization Okay ဒီမှာကျတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့အစီအပြေတဲ့ဟာကိုကြိုက်တဲ့ဟာထားလို့ရတယ်နော်ဒီမှာကျွန်တော်ကျတော့1920နဲ့1080ပဲထားလိုက်မယ်နော် square pixel frame rate မှာ30ထားလိုက်မယ်ဒီအချိန်မှာကျတော့ပြန်ချိန်ညှိလို့ယူလို့ရနော်ဥပမာလောလောဆယ်တော့ကျွန်တော်2 minute ထားလိုက်မယ်2 minute 00 second background ကိုနဲ့အောင်ပဲထားလိုက်မယ် Okay ဆိုရင်ကျွန်တော်တို့ဒီမှာအသုံးပြုမဲ့ file လေးထည့်လိုက်မယ်နော်ဒီကိုကျွန်တော် select လုပ်ပြီးproject ထဲပတ်ထည့်လိုက်မယ်နော်ဟုတ်ပြီဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီမှာ background နဲ့အသုံးပြုရတဲ့ကောင်ကြီးအောက်ဆွဲချလိုက်မယ်နော်ဒီမှာ tabletop view mouse လေးဖြီးမှာဆွဲချလိုက်ဒီမှာ site ရန်ကြည့်နေတယ် site ချုပ်မယ်ဆိုရင်ဒီမှာ s လေးလိုက်နော် scale ပေါ်လို့နော်ဒီနည်းတော့ပေါ့Okay ကျွန်တော်ကမဟုတ်လဲဒီမှာရွှေ့လိုက်ရတယ်နော်ဖေးရမယ်အခုချင်းထည့်လိုက်မယ်နော်ဒီမှာကျွန်တော်သုံးရတဲ့ချင်း music Okay နော်ဒီချင်းကိုသုံးရလဲဆိုရင် tip ဟုတ်ပြီဒီမှာ OBS ဆိုရင်ကျွန်တော်ဒီ tip ခွေပုံစံလေးပြန်ယူထည့်လိုက်မယ်Okay ဒီကောင်ကျွန်တော်နောက်မှာဆိုမမြင်ရတော့ပါဘူးအပေါ်ဆွဲတင်လိုက်မယ်ဟုတ်ပြီဒီမှာဒီ tip နဲ့ရန်ကြီးနေဒီကောင် site ကြောင်းမှာ aspect ပြန်ဖြစ်တယ်နော်ဒီမှာ scale ပေါ်လာတာဆောင်းလာတာမိမိအစီအစဉ်တော့မိမိကိုဆောက်ပါ position နဲ့ပြောင်းလိုက်မယ်ဆိုရှင်ဒီကြီးတယ်နော်နည်းနည်းချောင်းလိုက်တော်တော်ဆိုစီနေတယ်OBS ဆိုရင်တော့ page လေးတွေတက်လိုက်တယ်နော် page ဒီမှာလေးနဲ့ page နော်ဟုတ်ပြီဒီကောင်လည်းခုနအတိုင်းပဲဆွဲချလိုက် Okay ဒီကောင်လည်းဆက်ချုံးလိုက်မယ် Sကောင်းလေးဖတ်ချုံးလိုက်မယ်နော်ဆောင်းလာတော့ပဲထားကြည့်လိုက်ဆက်ချောက်ထားလိုက်မယ်Okay ဟုတ်ပြီတော့ဒီကောင်ပြန်ချုံးလိုက်မယ်Okay နော်ဒီလိုဆိုရင်ဒီကောင်လှည့်အောင်လုပ်မယ်နော်ဒီဘိန်းလေးလှည့်အောင်လုပ်မယ်ဒီလေးရောက် select လုပ်ထားပြီးမှနေလိုက်နော် keyboard ထက်ပြီးရင်ဒီမှာ rotation ဆိုတာပေါ်ရမှာ order key ဖြီးပြီးမှဒီမှာ right click နေလိုက်မယ်နော်ပြီးရင်ဒီမှာ time star 60ဒီကောင်ဘာဆိုလိုလဲဆိုရင်ဒီမှာ1မိနစ်မှာ60ခါလေးပဲဒီတက်မြန်ချင်တော့90 80မိမိစီမီတာထားလို့ရနော်ဒီမှာ time star 60ဆိုတာဒီကောင်ကျတော့1မိနစ်မှာအချိန်ကြီး60လေးပဲအဲ့ဒါကိုဆိုလိုချင်းဖြစ်ပါတယ်ဟုတ်ပြီဆိုရင်ဒီကောင်ဆိုရင်ဒီကောင်ကို copy ပွားလိုက်မယ်ဒါရင်ပေးလိုက်မယ်နော်ဒီကောင် copy ပွားမယ်ဆိုရင် control D duplicate လုပ်လိုက်မယ်ပြီးရင် shift နေပြီးမှ arrow နဲ့ခွေးကဒီတိုင်းရေးဆိုရင်တိတ်ကြည့်လို့အဆင်မပြေတော့နော်ဒါကြောင့်ဒီ tip ခွေးကိုနည်းနည်းအရိပ်နဲ့ထိပ်ပေးလိုက်ရအောင်ဆိုတော့ကဒီမှာအရိပ်ထည့်မယ်နော်ဆိုရင်ဒီ tip ခွေးပေါ့နော်
select လုပ်ပြီးမှ right click pre-compose cassette com လို့ပဲရေးရတော့ Okay ဟုတ်ပြီနော်ဒီကောင် copy တစ်ခုပွားထားမယ်နော် control D ပြီးရင်ဒီကောင်အောက်ကောင် rename လုပ်ရမယ် rename ဒီကောင်ကျွန်တော်အရေးခဲ့လို့ဆို share လို့ပဲပေးထားတယ်နော်ဟုတ်ပြီဒီကောင်က affected fail ဟုတ်ပြီဒီမှာတော့ play ရတော့နေအောင်မကြည့်ရဖတ်ဖတ်ပြအောင်နော်ဒီမှာ CC radio fast mark ဖတ်တယ်နော်ဒီမှာ double click နေလည်းရဒါမှမဟုတ်လည်းဒီကောင်ဖြီးဆွဲခဲ့လည်းရနော်ဖြီးဆွဲမှာဒီကောင်ဟုတ်ပြီဒီမှာအရေးတွေတွေ့နော်ဒီအရေးတွေဘယ်လိုဖြစ်နေဆိုတော့ဒီမှာ position နဲ့ပြောင်းလိုက်မယ်ဒီကောင်မတိမသားလေးပဲဖြစ်နေတာအဲ့တိတိသားသားလေးဖြစ်အောင်လုပ်ရမယ်ဒီမှာအမောက်မနေထပ်တူးလိုက်မယ်80လောက်ထားကြည့်အောင်ဟုတ်ပြီ80လောက်ထားလိုက်နော်ဒီမှာကျတော့ဒီမြင့်မှာအရေးတွေအောက်ဘက်ပဲရှိနေဆိုတော့ဒီကောင်ကအောက်မှာပဲထားလိုက်နော်အရေးကိုကျတော့ကြည့်ရမယ်နော်ဒီမှာစာနဲ့ထပ်ထည့်မှာဒီမှာ spectrum လေးထည့်လိုက်အောင်ဒီမှာ solid spectrum လို့ပဲရေးနော် spectrum black အမဘာထည့်မလဲဆိုရင်ဒီမှာ effect တွေသွားမှာ audio spectrum ဆိုတာရှာကြည့်ဒီကောင်ကိုဒီမှာအရင်ကွာနေတာပါလက်ချုံးရ stop one ဒီမှာ endpoint ချုံးဒီထဲနဲ့သွားနေရတော့ ship ဖြစ်တာလည်းမဖြစ်သေးဘူးအဲ့ဆိုရင်ဒီမှာ zoom နဲ့ချိန်ကြည့်လိုက်မယ်ဘာနဲ့နော်ဒီမှာဘလားဖြစ်နေဒီရောင်ပဲထားပါစို့ဒီမှာကိုကြီးရဲ့အရောင် select ရနော် softness မှာဆေးပဲထားလိုက်နော်ဒီမှာဝါတာတာกินနေတော့ပြီးရင် frequency band မှာလေးစီတော့ထားလိုက် softness မှာ0ထားလိုက်ပြီးရင်ဒီကောင် select လုပ်ထားမှာဒီမှာ audio လေးရအောင်ပေးသွားတယ်ဆိုရင်ကျွန်တော်တို့အသုံးပြုထားတဲ့တခြင်းပေါ့ဒီမှာကျတော့ကျွန်တော် music လေးပဲတုံးထားဆိုတော့ဒီမှာ music okay ချက်ကြည့်လိုက်အောင်โอเคတော့ဒီမှာကျတော့ကျွန်တော်အသေးစိတ်မပြောတော့ဘယ်လောက်တန်ဖိုးဘယ်လောက်ထားမယ်ဆိုတော့ဘာလို့ဆိုတော့ချင်းတစ်ပုံးနဲ့တစ်ပုံးကျတော့လေမတူတဲ့အခါကျတော့ကိုအသုံးပြုတဲ့ချင်းပေါ်မူဒီမှာကိုကြိုက်တဲ့လောက် setting တိုင်းကြီးယူလို့ရတယ်နော်ဒီမှာကျတော့ကျွန်တော်အားကြောင့်ဒီမှာအသေးစိတ်မပြောတော့ဘူးโอเคဒီမှာနာမည်လေးထိုးပေးလိုက်မယ်နော်ကျွန်တော်စားလေးတစ်ချက်လောက်ရေးရမယ်โอเคဒီခုတုံးထားတဲ့တချင်းရဲ့မူရင်းဒေတာရှင်းနာမည်ပါKrasumasayo manta nang paranga ata slum gamakra jenaya gaina ye abrata soramit nu aiwa nang te kru mai ten che ngai che kamsha ye abrani ye atani yong na matusha ye abrata shukurai makrago na ye atani ole sakrung lukra shikuna dia don go dai na jenaya gaina